တော်ထဲကိုဝင်ခဲ့တာတော့ဒီ2021ဟို2021 6လပိုင်းပေါ့15ရက်နေ့ဟုတ်ကဲ့အဲ့ဒီနေ့ကရခိုင်တက်တော်ထဲကိုဝင်ခဲ့ပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ကြားတဲ့ဒေတာတော့ဒီပလဲဝါမျိုးနဲ့တက်မှာနဲ့ပေါ့အဲ့မှာတာဝန်ထမ်းဆောင်ပါတယ်ခင်ဗျထောင်းဆေးခွင့်စစ်ချစ်ပေါ့အဲ့တော့ဆိုရင်ရခိုင်မှာအေးတအားနိုင်မကြီးနေတာကြီးတော့လိုက်ပေါ်မှာယူနီဖောင်းလေးနဲ့တနေနဲ့ကင်ပြီးတော့တင်တာပေါ့နော်တင်တော့ပြောမစင်သူတို့ကတစ်ဖက်ကနေဆွေတာပေါ့အဲ့လိုပဲအဲ့တော့ကြောင်းတဲနဲ့တင်ရှင်းတွေကလည်းတဲထဲဝင်တော့တယ်ဆိုတော့ကိုကသိမပြောတော့ဘူးနေရတာဟိုကလည်းနင်းစိတ်ပါတာပေါ့ဝင်မယ်ဆိုတော့ဝင်ရှင်တဲ့စင်းနဲ့ဝင်တော့တာပါဝင်တော့ကတော့တိတ်ပြီးတော့ပတ်မြို့မှာလေးဟောအကြောင်းမတက်ဘူးဆိုတော့နားတယ်တက်တော့မတက်ပဲနဲ့ရွာဖက်မှာပြန်တဲ့အခါမှာဒီမျိုးကျောင်းဆရာမလောက်ဘူးဆိုပြီးတော့မှသူစာတင်ဖို့ခေါ်တယ်အဲ့ချိန်မှာတင်ပေးတယ်နှစ်လပိုင်းတရက်နေ့ကဒေါအောင်ဆဲစုကြီးအဖက်ခိုင်နေအဲ့ဒီနေ့ကစားပြီးတော့ကျွန်တော်တို့ကဒီအလောက်ကင်ကလည်းအဆင်မပြေဘူးပြီးလို့ရှိရင်ဒီကျွန်တော်တို့ရွာဆိုလို့ရှိရင်လည်းအကုန်လုံးကဒီစစ်ဘေးရှောင်ဖြစ်သွားတယ်ရွာမှာနေရာမရှိတော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘယ်လိုပြောဒီစစ်ကောင်စီကိုတော်လင်မယ်ပေါ့ပြီးလို့ရှိရင်ဒီလွယ်ပေါ့နော်ကိုမြေမှာပြင်ပြီးတော့နေထိုင်မယ်အဲ့လိုပုံစံမျိုးနဲ့ဒီရခိုင်တက်တော်ထဲကိုဝင်သွားတာပေါ့တချို့ကကျောင်းသားတွေလည်းပါတယ်တချို့ကဆယ်တဲ့အောင်မိသားတွေပါတယ်တချို့ကဘယ်လိုပြောမလဲတချို့ကဝန်ထမ်းတွေလည်းပါတယ်အဲ့လိုဆိုတော့သူတို့ဒီလိုမျိုးနိုင်ငံရေးမကောင်းတဲ့ခါမှာကျတော့ဘာမှဒီဘယ်လိုပြောမလဲဒီအဲ့ပလက်ဝမှာဆက်နေမှာဆိုလို့ရှိရင်ကျောင်းသားတွေဆိုအများအပြားပေါ့ကျောင်းသားတွေကဘယ်လိုပြောလဲသူတို့ရခိုင်စာတင်ရမယ်ပြီးရင်သူတို့ရဲ့ထင်းချုံမှုအေးတွေရဲ့ထင်းချုံမှုအောက်မှာနေရမယ်အဲဒါကြောင့်မနေချင်ဘူးအေးတွေရဲ့ထင်းချုံမှုအောက်မှာလည်းမနေချင်ဘူးပြီးရင်သူတို့အဲ့ဒီရခိုင်စာလည်းမတင်ချင်ဘူးအဲကြောင့်မလို့ဘေးမှာတွားလို့မရတဲ့အပြင်ကိုလူမျိုးအတွက်ကိုရဲ့ပြည်သူလူထုကိုကွယ်တာအကောင်းဆုံးပဲဆိုပြီးတော့မှသူတို့လည်းစီအနေထဲဝင်လာတယ်ဟုတ်စာတုံးကတော့ဒီထင်ထားတာတော့ပြည်သူကိုကာကွယ်မယ်ပြည်သူနဲ့ပြီးလို့ရှိရင်ပြည်သူနဲ့တရောတင်းနဲ့နွေးထွေးနေမယ်အဲ့လိုပုံစံမျိုးနဲ့တွေးထားတာပေါ့မဝင်ခင်တုန်းကတော့ရွာမှာလာပြီးဆိုရင်လည်းသူတို့အုတ်ကြီးအိမ်ဥက္ကဋ္ဌရှင်မှာတွားတယ်ခုနကသူတို့ဖက်ကရွေးထားတဲ့ဥက္ကဋ္ဌပေါ့အုတ်ချိုရမှုအိမ်တောက်ပြီးမှဝတ်တက်ပေးဖို့ကြက်တက်ပေးဖို့အဲ့လိုပြောတယ်ပြီးမှလူငယ်တွေကိုထမင်းဟင်းပြင်ပေးဖို့အဲ့လိုထိတော့ပြောတယ်မိန်းကလေးတွေကိုပေါ့ထမင်းဟင်းသူတို့ကိုဘယ်လိုပြောမလဲသူတို့နေဖို့ပါဖို့ပေါ့ခန္ဓာကိုယ်သူတို့ရဲ့ခန္ဓာကိုယ်ခန္ဓာနေပေးဖို့ပါဖို့အဲ့လိုထိတော့ရှိတယ်ဒီချင်းရွာရဲ့ဘယ်လိုပြောမလဲတောင်ပေါ်ဒလေးအတိုင်းတောင်ရတွေခုတ်စားတွေပေါ့နော်အဲ့ဒီတောင်ရတွေကပိုင်ရှင်ရှိတဲ့ခါကြတော့ဒီတောင်းစားတာပေါ့နော်ဒီဟင်းတွေဟင်းတီးဟင်းရွက်တွေပေါ့သူတို့မရှိတဲ့အချိန်ကြတော့လေဒီခိုးစားတယ်ပြောရမလားယူစားတယ်ပြောရမလားအဲ့တော့ပိုင်ခွင့်ပြုချက်မပါဘဲနဲ့တော့ခိုးစားရတယ်လေဟုတ်ကဲ့ခွင့်ပြုချက်မရှိဘဲနဲ့ယူစားခုစားခဲ့တာလေရှိခဲ့တယ်ခင်ဗျပြိဿန်နေပါရောကျက်တွေဝဲတွေတော့အဲ့လိုမရှိဘူးခင်ဗျာပြောပါလေမနေ့ကကျက်တွေရောတစ်ခါလေးဝဲတယ်တောင်းလို့မရဘူးဆိုကျွန်တော်ခိုးထားတယ်ဝဲကိုပြောတာကျွန်တော်အဲ့ဒီမင်းကလေးကညမှာရေကသူတို့ရေပိုက်နဲ့ရွာလေးမှာရေရတယ်အဲ့ဒီကရေခတ်ပြီးမှသူတို့အေးတွေကသူရွာထဲမှာဝင်လာနဲ့အဲ့ဒီမင်းကလေးကိုဘယ်လိုပြောမလဲကိုချီလက်ရောက်စော်ကားဖို့ကြိုးစားတာပေါ့နော်အဲ့ဒါကိုသူကဖပြေးတာသူအမေကတီးတော့ဒါနဲ့ခုတ်ဖို့လောက်တာအဲ့လိုမျိုးကိုချီလက်ရောက်စော်ကားတယ်ဆိုတဲ့သဘောပေါ့ဒါမဲ့ရွာထဲမှာဖြစ်လို့ဘယ်လိုပြောမလဲအပြေးမြန်ပြေးလို့ရသွားလို့ယုံလို့ရလို့အဲ့လိုရှိတယ်အဲ့တုန်းကဒီဆမီမှာဖြစ်တုန်းကဒီကျွန်တော်တို့ကဒီပလဲဝပြီးလို့ကြောက်တော့ရောင်းနေတယ်ခင်ဗျအဲ့ကြားမှာအဲ့မှာကြားတာတော့ဒီအမျိုးသမီးနှစ်ယောက်ကဒီမျိုးသမီးဆိုတာတဲ့ဒီဘယ်လိုပြောမလဲကြောင်းတက်တဲ့အရွယ်လေးပေါ့နော်သူတို့ကရေခဲဆင်းတဲ့ပုံစံမျိုးနဲ့လာတာအဲ့ဒီအချိန်မှာဒီရခိုင်တက်တော့ဒီအေကတယောက်ကပေါ့နော်သူ့ကိုမဖွင့်မြလုံးမလို့အဲ့လိုကျင်စေတဲ့အချိန်မှာကြတော့ဒီကျွန်တော်တို့ကျင်စေတဲ့အချိန်မှာကြတော့ဒီနှစ်ယောက်လုံးမှာတော့တရားဝဲလောက်တာဆိုတော့ဒီနောက်တစ်ယောက်တော့ဒီထွက်ပြေးလို့လွတ်သွားတယ်လွတ်တော့အဲ့မှာမင်းဖတ်တွေခေါ်လာတဲ့အချိန်ကျတော့ဒီ
မဖွင့်မရလုံးမလို့လောက်တဲ့တယောက်ကြတော့ဘယ်လိုပြောမလဲဒီကိစ္စကဟိုမပြီးမြောက်လိုက်ဘူးပေါ့ မလဲဆွေချောင်းရွာမှာဆိုတော့ကျောင်းသူလေးသူကကျောင်းတက်ပြီးမှပြန်လာတယ်ပြန်လာတဲ့အချိန်မှာသူကအိမ်ကိုမရောက်တော့ဘဲနဲ့ဟာဘောနော်မရောက်တော့ဘဲနဲ့သူကပျောက်သွားတာ9ရက်လောက်မှသူတို့ရွာတွေကရှာတော့အလောင်းပဲတွေ့ရတယ်ပြောချင်တာအဲ့ဒီပတ်ဝန်းကျင်မှာဟိုအေးတွေပဲနေရာယူထားတဲ့နေရာအဲ့ဒီတောထဲမှာပေါ့ဒီလိုင်းတကြောမှာအေးတွေပဲရှိတဲ့နေရာယူထားတယ်သူတို့တက်ချထားတဲ့နေရာအဲဒီကနေလမ်းဘေးကနေဖြတ်တာဆိုတော့ကျွန်တော်တို့အေးတွေကအဲ့ဒီမင်းကလေးကိုလုံးဝစော်ကားမှတက်ပြီးတယ်ဆိုပြီးမှကျွန်တော်တို့မျက်မြင်တော့မတွေ့ဘူးဒါမှအဲ့ဒီတဘောကိုတက်ရောက်နေတယ်အဲ့လိုမျိုးလိုလေးရှိတယ်ပြီးတော့အဲ့ဒီသူတို့လူတွေပေါ်အနိုင်ကျင်းတယ်လို့ပြောရချင်မှာဟိုပေါ့ငါလည်းဒီကိုပြည်သူရဲ့မလိုဘဲနဲ့သူတို့ကိုစစ်တင်တဲ့အတင်းတက်ခန္ဓာတို့ပြီးတော့သူတို့ရဲ့လောအပေးဆိုမှပေါ်တာဆွေးတာမျိုးအဲ့လိုမျိုးရှိတာပေါ့သူတို့စစ်ပစ်နေတော့မှပဲသူတို့ရဲ့အလောင်းတွေကိုတေးဖို့အဲ့လိုမျိုးရွာတွေမှာလူငယ်တွေကိုခေါ်တယ်ပြီးလူငယ်တွေကလူငယ်ဆက်ရှင်နဲ့အထက်လူကြီးတွေရောခေါ်တယ်အလောင်းတွေတေးဖို့သူတို့အလောင်းတွေတေးခဲ့နေတချို့ရွာတွေမှာဆိုတော့15နှစ်အထက်ဆိုမှသူတို့ပြောကြတယ်ဒါပေမဲ့တချို့ရွာတွေမှာဆိုတော့18နှစ်အထက်လို့ပြောကြတယ်ဒါပေမဲ့တချို့ရွာတွေမှာကြပြန်တော့လဲသူရကို9ယောက်6ယောက်အခုဒါ probably ဒီ flower မိုးနေမှာဆိုလို့ရှိရခဲ့လေ C ULA ပါညောင်ဟွန်တီကိုဒီတောင်းနေပြီးဆိုရာဒီကနေပြီးနာခေါ်အင်ကိုတယောက်ကြား private တိုင်းတယောက်ကြတော့မတရာကို3ယောက် private 4ယောက် private ပဲခေါ်ပြီးနာဒီတောင်းတင်ပြီးကြတာဒီတချို့လူတိကြရေကမနိုင်မလို့ကြလေးရှိရမလုံးချောင်ပဲနဲ့လောရပုံစံမျိုးတိလေးရှိရမလုံးချောင်ရဲ့ကျွန်တော် project ဆိုတာမလုံးချောင်ရဲ့မလုံးခိုင်းရဲ့အဲ့ပဲပုံစံမျိုးနဲ့ project ပါဒါပဲလေဆိုလို့ရခဲ့မလုံးချောင်လူတယောက်စားအလုပ်တစ်ခုစိမ့်အောင်စားဖို့လည်းမဟုတ်လုံခိုင်းကလေးတော့တာဝန်ကြီးလောက်တာ private ကိုရတော့ကနေမလုံးခိုင်းတာကပိုကောင်းဖို့လို့ထောင်ပါတယ်သူတို့ဒီကျွန်တော်တို့ပထွေးလာလုပ်ဖို့အနေထားမျိုးနဲ့သူတို့ဖန်တီးလာတဲ့အကျန်းနီးနေပေါ့နော်ကျွန်တော်တို့ပြည်သူတွေကကောင်းအောင်မပြောတယ်ဒါပေမဲ့တနက်နဲ့ချင်းချောက်တယ်ပြစ်တယ်ဖမ်းတယ်တို့အဲ့လိုမျိုးနဲ့ဒီအတင်းအကျပ်တွင်းပြီးတော့ဒီEU ကိုမကခိုးသွင်းလာတဲ့အခါကျတော့အဲ့ဒီကစပြီးတော့ကျွန်တော်တို့ပြည်သူတွေနဲ့ CDF မင်းတပ်ကလုံးဝကျွန်တော်တို့ရဲ့စန္ဒတွေကအရင်ကလိုတထထဲမဟုတ်တော့ဘဲနဲ့ဟိုလမ်းဖြာသွားတယ်ပေါ့နော်ကျွန်တော်တို့တင်နန်းထဲမှာတင်နန်းသားထဲမှာဟိုရွှေလိုက်ဝဆိုတော့ရွှေလိုက်ဝရွာရှိတယ်အဲ့ဒီအိန္ဒိယနိဆက်မှာအဲ့ဒီမှာသူတို့အဲ့ဒီမှာနေတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကို MDF တွေကအထူးသဖြင့်ပလောဝမှာနေတာကခွမီတွေပေါ့အဲ့ဒါကို MDF တွေကကာရကမရာနေခင်ဗျားတို့နေမဟုတ်ဘူးထွက်သွားဆိုမှရွာသားတွေနင်ထုတ်တာတွေရှိတယ်အဲ့ဒီကျွန်တော်တို့ဒီမှာတင်နေလာတတ်တဲ့သူပြောတာဘောနော်ပြီးတော့အဲ့ဒီရှူလိုက်ဝရွာမှာဒီ MDS တွေနဲ့ဒီဘာလဲအေးတွေနဲ့ပေါင်းပြီးမှသူတို့တင်နေကွင်းတစ်ခုဖွင့်ထားတာလေးရှိတယ်သူတို့ MDF ကလူ2ယောက်လောက်ဝင်တယ်ပြီးတော့သူတို့ကတနက်နဲ့ပြန်ချိန်တဲ့သဘောပေါ့လူနဲ့တနက်နဲ့ပြန်လှေးတဲ့သဘောရှိတယ်ပြီးတော့သူတို့လူနဲ့တနက်နဲ့လှေးတယ်ပြီးတော့သူတို့နေမီဆိုရင်တော့ဟိုကလဒိုင်မီရဲ့အစစ်ချမ်းဆိုတော့ MDF တွေဘေးအထိအနောက်ချမ်းဆိုတော့သူတို့အေးတွေဆိုမှနေလူကြတာပေါ့နော်ဟိုရခိုင်နိုင်ငံတို့ထဲမှာချင်းပြည်နယ်တောင်ပိုင်း၄မြို့နယ်မစ်တကံလဲဘလဲဝမတူကြီးရဲ့ဒီ၄မြို့နယ်ကိုဆွေးတဲ့ဖို့အတွက်စစ်ကူးစစ်တမ်းနဲ့ဒီရောက်လာတယ်လို့ကျွန်တော်တို့အဲ့လိုတော့သုံးသပ်မိပါတယ်ဒီဘလဝမျိုးနယ်မှာဆိုလို့ရှိရင်ဒီတချို့တက်မှုတွေပေါ့နော်သူတို့ကြတော့လေဒီပြည်သူကိုတတ်တော့မတတ်ဘူးဒါပေမဲ့ပြောတာဆိုတာတွေရှိတယ်ဘလို့ပြောမှတော့အခုရှင်တော့တိတ်မမှတ်ရဘူးပေါ့ဒါပေမဲ့ကိုမနှင်းမျိုးတာတော့အဲ့ဒါတော့အမှတ်တရားပဲကြံခဲ့တာပေါ့သူတို့လှုပ်ဆောင်တာအရေးဖို့တောက်ကနေပြီးတော့မဲတယ်ဆိုရင်လည်းအဲ့ဒီမှာလူကြီးကမတာပေါ့နော်
မောင်ရလေးဒီမှာရေဘော်တာဝန်နေနဲ့ပြောခွင့်မရှိဘူးအဲ့လိုပဲအဲ့ဒါကိုကျွန်တော်ကမကြိုက်ဘူးရေဘော်လူကြီးမဆိုမဲလိုပဲပြောရမှာပေါ့ထောက်ပြခွင့်ရှိတယ်အဲ့ဒါကိုတချို့လူကြီးတွေကဆိုရင်ပြောခွင့်ပေးတယ်တချို့တွေဆိုရင်မဲငါ့ကိုပြောတာကြောင့်မရှိဘူးမဲထန်ကကြီးတယ်အဲ့လိုပဲပြောကြတယ် ကျွန်တော်ဒီကံပလက်ကိုရောက်လာတဲ့ရေချက်ကတော့ဒီကျွန်တော်ရဲ့သူတို့ကတကယ်စနစ်ကိုတော်လှန်တာမဟုတ်ပဲနဲ့သူတို့အမျိုးသားရေးအတွက်တခြားပြည်နယ်တွေကိုထင်ချဲ့ချင်တဲ့သဘောလိုပဲကျွန်တော်ကတော့မြင်ပါတယ် ကျွန်တော်ဒီကိုထွက်ပြေးလာတဲ့အချိန်မှာမျိုးတယောက်လူမျိုးတယောက်နဲ့ကျွန်တော်လမ်းမှာတွေ့တယ်သူကဘာပြောလဲဆိုတော့သူတို့အပတ်စဉ်မှာတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေအယောက်300လောက်ရှိတယ်တဲ့တငင်ချင်းလူပြောမှာဒီမှာရောက်လာတဲ့လက်ယောက်ကလည်းပဲသူတို့အဖွေးတွေလည်းအေကဖမ်းသွားမှစစ်တင်နဲ့2လောက်ခွဲလောက်ပေးတယ်ပေးပြီးမှတနက်မပါဘဲနဲ့သူတို့ရှီတိုင်းကိုတွားခိုင်းတယ်တဲ့သူတို့တနက်ပါတဲ့သူတို့ရခိုင်တွေကလူမျိုးတွေကအေးတွေကအောက်မှာနေပြီးမှသူတို့ကျွန်တော်တို့ချင်းလူမျိုးတွေကိုရှေ့မှာတနက်မပေးဘဲနဲ့ရှေ့ထဲမှာတက်ခိုင်းတယ်တဲ့အဲ့ဒါနဲ့သူတို့ကမလို့ချင်းလို့ထွက်ပြေးလာကြတာဘောနော်လက်ရောက် ကျွန်တော်နေတာကတော့ဒီရခိုင်ပြည်နယ်ထင်မှနေတာမျိုးနေစုတွေကမျိုးနေစုဖြစ်ပါတယ်ဒါပေမဲ့ဒီအေရဲကျွန်တော်တို့ကိုအတင်းအော်ဒမခေါ်တယ်သူတို့အတင်းအော်ဒမခေါ်တယ်ဆိုဘာကြောင့်လဲဆိုသူတို့ပြည်သူဆိုင်မဖြစ်မနေတရားမှာဆိုပြီးမှအတဲစစ်ရှင်နဲ့နေပြီးမှလဲစစ်တီခေါ်တယ်အဲ့ဒီချင်းရောက်တဲ့ချင်းမှာတနက်ကွန်းတနက်ကွန်းမှာရောက်တဲ့အချိန်မှာသူတို့ကဘယ်လိုပြောလဲစီခင်ဗျားတို့စိတ်ဝင်စားပြီးလာတာဆိုမှအသက်60ကိုလည်းမလွဲတော့ဘူးတန်တော့ကမှတခါတည်းပဲတန်တဲ့တက်ခန့်တယ် ကျွန်တော်တို့အဖွေးတင်းမှာချင်းလူမျိုးတွေပါတယ်ဟုတ်ကဲ့သူတို့အဲ့ဒီခါကြားလို့ရှိရင်တော့ဒီကျွန်တော်တို့ကစစ်တက်မယ်ဆိုလို့ရှိရင်တော့ဒီစစ်မြေပြင်ကိုရောက်သွားရောအဲ့ဒီအချိန်မှာကျွန်တော်တို့ရှိဒီရှမ်းရခိုင်လို့တော့မဟုတ်တော့ဘူးအကုန်လုံးကဒီစစ်ကြောင်းမှုအောက်ကထဲဆောင်ရတယ်ဆိုတော့သူတို့ကအကုန်လုံးရေးပေါ်တွေပါပဲရေးပေါ်တွေဆိုတော့ဒီစစ်ကြောင်းမှုရဲ့ညွှန်ကြားချက်အတိုင်းအဆင့်စီးဆင်းတာပေါ့ဘီဝါမုံကတဆင့်ဒီတဲအောင်မှုတက်ခွင်းမှုအဲ့လိုပုံစံမျိုးတဆင့်စီးဆင်းပြီးတော့အဲ့ဒီညွှန်ကြားချက်အပေါ်မှာပဲဒီအကုန်လုံးလောရတယ်ပြီးလို့ရှိရင်ဒီစစ်မြေပြင်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့တိုက်ဆိုရင်တိုက်ရမယ်အဲ့လိုပုံစံမျိုးပဲသွားတယ်ပဲ တက်ဆက်တဲမယ်ဆိုသူတို့ကတနေ့တလဲရပေးတယ်ဒါပေမဲ့ကြီးက3000ပေးတယ်ဒါတော့မှရှိကလူတည်ပြီးမှနောက်ကလူပြည့်ရတယ်အဲ့လိုမျိုးဆိုကျွန်တော်တို့သူတို့ကနောက်တိုင်းမှာနေတာကျွန်တော်တို့ကရှိပြီးနေရတာအဲ့လိုမျိုးကျွန်တော်တို့လူမျိုးတွေတည်တယ်လည်းမနေတော့ဘူးအဲ့ဒီမှာ သူတို့ထွက်ပြေးလို့မရအောင်သူတို့လောက်တာကနံပါတ်1ကသူတို့ကိုသူတို့တင်းနန်းကာလာမှာကတည်းကနေသူတို့ရဲ့ personal ကိုအကုန်လုံးမှတ်ထားတယ်ပြီးတော့သူတို့ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတော့သူတို့ထွက်ပြေးလို့ရှိရင်တော့မှဂိတ်တိုင်းမှာသူတို့တခါလေးနဲ့သူတို့ရဲ့ဓာတ်ပုံနဲ့သူတို့ရဲ့အသက်အရွယ်တိကျနဲ့ပို့ပြီးမှသူတို့အဲ့လိုဖန်ထားတယ်ပြီးတော့နံပါတ်2အချက်အနေနဲ့သူတို့ကိုတကယ်လို့ထွက်ပြေးလို့လွတ်မြောက်သွားရင်တော့မှသူတို့ရဲ့ကြံခဲ့တဲ့မိသားစုတွေကိုဘောနော်ဒီအေတွေကစစ်တိုင်းမှာဒဏ်ရာရတဲ့လူတွေဒုက္ခိသားတွေကိုတသက်လို့ပြုစုခိုင်းမယ်ဆိုမှချင်းချောက်ပြီးမှပေါ်ထားတာတွေရှိတဲ့ တန်တဲ့ထက်ကတဲလို့ထွက်ပြေးတဲ့သူမိန်းမတွေတော့မှသူတို့ဘယ်လိုပြောမလဲဆိုရင်တွေထက်မှဆက်ခွေးတွေနဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာခြေတွေကျိုးလက်တွေပြည့်တဲ့သူတွေကိုသူတို့မိန်းမအဖြစ်လို့တဲလုံးကြွရဲမှာလို့အဲ့လိုပြောတာသူရဲ့တမင်းတွေကလည်းသူတို့အကလုံးအော်ဒမတင်ပါခင်မှာလို့ပြောတာအဲ့ကြောင့်မို့ကျွန်တော်လေးအဲ့ထက်မှမနေချင်လက်ဒီထက်ကိုရောက်လာတယ် တခုလို့ရှိတယ်အဲ့ဒီရိခါပိုင်းမှာဒါသူတို့ရေရှုံးဖြတ်ချင်သူတို့ဆွေးနွေးချက်ကိုမတူဘူးဒါအုတ်ချူရေးပိုင်းကရိခါဆိုပြီးမှအထုခါနာရီများစွာရှိတယ်ဒါသူတို့ဘလို့ရကြတယ်ဆိုတာလည်းဒီလူကမသိရဘူး အနေနဲ့ဒီ direct တော့မဟုတ်ဘူး indirect လို့ပြောရမှာပါနော်အဲ့လိုခွင့်ချိုးဖောက်တယ်ဆိုတာကရီဝလာဖို့အရေးကိစ္စကိုလူထုစီမှာအတင်းအကျပ်လောက်တာရှိတယ်ဥပမာအဖြစ်ထင်းခွေခိုင်းတာတော့ဆန်စုခိုင်းတာတော့ပတ်စံစုခိုင်းတာတော့ဥပမာအဖြစ်ခုတလို့မင်းတမျိုးသိန်းတိုက်ပွဲလုပ်မယ်ဆိုပြီးတော့ဆန်တရင်ထောင် ဆန်တအိတ်ငွေတသိန်းပြင်တရွာမှာထင်းရ12ကြည်လားမသိဘူး
အဲ့လိုကောက်ခိုင်းတာတွေရှိတယ်ပေါ့နော် ဆက်ကြည့်တော့သူတို့တစ်လားမှာတအင်ကို9000ကောက်ခဲရတယ်တော့ရုံထဲမှာဒါတစ်လားနော်အဲ့လိုလာစမ်းပဲကျွန်တော်တို့ပေးဆဲရတယ်ဒူတို့ကို ကေရိုအိုစုရှိတယ်ဒီအိုစု3 4 5 5စုအဲ့ဒီအိုစုတစုအတွက်အကုန်လုံးစိတ်ခိုင်းဆိုပြီးတော့မှဖွင့်ထားတာရှိတယ်ရွာမှာလေအကုန်လုံးကတခုခုဖြစ်ရင်လည်းအဲ့စိတ်ခိုင်းမှာပဲလာကြတယ်လေဒါပေမဲ့အဲ့ဒီစစ်ဖြစ်တဲ့နောက်ပိုင်းမှာဆိုတော့ဒီသူတို့တွေကအပိုင်သိမ့်လိုက်ပဲအဲ့စိတ်ခိုင်းမှာဒီအစိုးရစေးဆီယာမတွေကိုအကုန်လုံးမောင်းထုတ်ပြီးတော့မှသူတို့ရဲ့ကိုပိုင်အနေနဲ့ပေါ့နော်အဲ့စိတ်ခိုင်းကိုအကုန်လုံးအပိုင်သိမ့်တယ်ပြီးတော့သူတို့ပဲနေရယူတယ်သူတို့အဲ့မှာသူတို့ရဲ့အလောင်းတွေသူတို့ရဲ့သူတို့ဖက်ကနေမကောင်းတဲ့သူတွေတန်ရာရတဲ့သူတွေအဲ့တော့ပဲဆွေးကူးတယ်ပြီးတော့ပြည်သူတွေကျမတို့ချင်းတွေပေါ့နော်ချင်းတွေနေမကောင်းဖြစ်တဲ့ခါမှာအဲ့စိတ်ခိုင်းမှာလာလို့မရဘူး ဒီလည်းရံပလောက်မှာလဲရံကျွန်တော်ခမီရူရာမှာလဲနော် ဟုတ်ပါ ရခိုင်အမျိုးသားခေါင်းရှိမလား ဟုတ်ပါ ရံတစ်ခေါင်းကိုဆိုခိုင်းကြတာအကိုနေတဲ့စားပြန်အောင်လဲသဘောကျလား ကျွန်တော်အနေနဲ့ proud ဆိုတော့ကိုယ်တို့သဘောမကျပါတကယ်လို့အပိုင်ဆိုခိုင်းဆိုတော့မှဒီဇာမန် proud ဒီ CNA ဆို CNA မှာတက်ခွင့်ရှိပါမလားဒီ AM ဆို AM မှာဒီနိုင်ငံတော်တက်ခွင့်ရှိရဲ့ဥပမာဒီရှောင်းပိန်နေမှာသာဘူးလောလောဆယ်ရခိုင်သားအခရိဆိုင်ပြီးခဲ့ဒီစာရေးလှောက်ရှာနေဆိုလို့ရှိခဲ့ရှောင်းပိန်နေမှာရှုံးတက်ခွင့်လေးဆိုခိုင်းအပိုင်ကိုရခိုင်တက်ခွင့်ဆိုခိုင်းဆိုတာဒါရှုံးတက်ခွင့်လေးဆိုခိုင်းအပိုင်ဆိုတော့ပိုကောင်းပါရဲ့အခုကရခိုင်တက်ခွင့်တဲ့ဆိုခိုင်းဆိုတာတော့ဒီကောက်တာဘဝတော့မချပါကိုပိန်နေမှာကိုတက်ခွင့်လို့ဆိုချင်ပါဘူးနာဇာမန် proud ပါမလဲစားဆုံးကတော့ဒီပလာမလို့ဒီမှာအခရိရှာဆိုလေတော့ဒီဆိုင်မတော်ဖုံးတဲ့တော့ဆိုင်မတော်ဖုံးတယ်ပါမလဲဇာမန် proud ဒီရခိုင်တဲ့တော့အနေနဲ့ဆိုလို့ရှိခဲ့တော့ဒီတခရပင်းနေမှာဒီဆိုင်မတော်ဖုံးဆိုတာကိုပင်းနေမှာရှိရဒီစိုက်ကွန်စီတီဟိုတိုက်ထုတ်ဖို့တော့ဒီဆိုင်ဇာမန် proud ပဲဆိုင်များတော့ဖုံးတယ်တော့ပိုကောင်းလို့ထောင်းပါတယ် ဒါအဲ့မှာကျွန်တော်နည်းနည်းဟိုဆက်ပြောချင်တာတာဝန်ခံတာဝန်ယူပြီးတော့လက်မှတ်ထိုးပြီးတော့တွားခိုတဲ့လူတွေကအတက်နိုင်ဆုံးအီကိုပြန်ပြီးတော့မောင်းထုတ်ပေးစေချင်တယ်ပေါ့နော်ဟိုပြန်သွားဖို့အတွက်တောင်းဆိုပေးစေချင်တယ်ဒီတွားခိုတဲ့လူတွေကပြန်ပြီးတော့ကောင်းမွန်မှညှိနှိုင်းပြီးတော့သူ့နေရာနဲ့သူပြန်မပို့နိုင်ရင်ကျွန်တော်တို့ပြည်သူအင်အားနဲ့အီကိုကျွန်တော်တို့နေမြေထဲရနေပြီးတော့လုံးဝအီကင်းစင်နေမြေဖြစ်အောင်ကျွန်တော်တို့လုံးဝဆောင်ရွက်သွားမယ်ဆိုတာအဲ့ဒါကျွန်တော်တို့အတိပေးချက် အမေတကယ်လေးလာပြီးခါမှဝါယုံကြည်ပေါ့ဟွာမကောင်းဘူးလို့ပြောရမှာမဟုတ်ဘူးနော်ဟွာအဖွဲစစ်မှာတော့အကုန်ကောက်တာမရှိဘူးဟွာကောက်တာရှိတယ်မကောက်တဲ့သူရှိတယ်အဲ့လိုပဲကျွန်တော်လည်းဟွာအဲ့ဒီကတော့အဲ့လိုပဲအထက်ရောက်တော့မှဟွာပေါ့နော်အထက်မှာလောက်ဆိုင်ရတာကိုမြင်တာပေါ့အဲ့လိုပဲအဲ့ဒါကြောင့်ဟွာပြည်သူတွေပေါ့နော်အခုချိန်မှာအေးအေးဝင်မယ်ဆိုရင်ပေါ့တေချာစဉ်းစားပြီးမှပေါ့ဟွာတေချာပြီးဆိုမှဟွာဝင်နေချင်တယ်အဲ့လိုပါပဲကျွန်တော်ပြောနေတာ ဒီမှာတွေကတော့တိတ်မှကြားဆံမရှိဘူးဆရာအဆင်ပြေပါတယ်အကုန်လုံး